ဇနီးတဲ့တယောက်ကသူ့ယောက်ျားရုံးကပြန်ရင်ဈေးဝင်ဝယ်လာဖို့ဖုန်း message ပို့လိုက်တယ်ရုံးစင်းရင်ဟင်းတီးဟင်းရွယ်ဝင်ဝယ်လာဖို့မမေ့နဲ့နော်ပေါ့ပြီးတော့သူ့ယောက်ျားစာဖတ်ဖြေလားဆိုပြီးနောက်တစ်ကြောင်းထပ်ပို့လိုက်တယ်ရှင်းတငယ်ချင်း Kate ဆိုတဲ့တယောက်အိမ်ရောက်နေတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲယောက်ျားစီကစာပြန်ဝင်လာတယ် Kate ဟုတ်လားငါမှ Kate ဆိုတဲ့တငယ်ချင်းမှမရှိတာတဲ့အဲ့ဒီအခါကျမှမိမလို့သူကဘသူမှမရောက်ပါဘူးရှင်စာဖတ်မဖတ်စမ်းကြည့်လိုက်တာကဲစာဖတ်ပြီးပြီဆိုတော့လေဟင်းရွက်တွေဝယ်လာဖို့မမေ့နဲ့တော့ဆိုပြီးစိတ်ချလက်ချပြန်ပြောလိုက်တယ်ဒါပေမဲ့ခဏနေတော့ယောက်ျားစီကစာပြန်ဝင်လာတယ်ဟာရဲစရာပဲကွာတကယ်တော့အဲ့ဒီ Kate ကကိုနဲ့အတူတူရှိနေတာတို့တွေဈေးနားလေးမှာရောက်နေကြတယ်တဲ့မိမလို့သူမျက်လုံးပြူးသွားတယ်အပြုံးတွေပျောက်ပြီးဒေါသတွေထွက်လာတာပေါ့ရှင်အခုပြင်ပါလေလို့စာပြန်ပို့ပြီးတာနဲ့အဲ့ရကနေဝုန်းကနေထအဝတ်စားလင်းပြီးဈေးဘက်ကိုတက္ကစီငှားပြီးဒေါသတကြီးလိုက်သွားတော့တာပေါ့10မိနစ်လောက်နေတော့လူရှုပ်နေတဲ့ဈေးအလဲကောင်းရောက်မှာယောက်ျားစီဖုံးဆက်မိလိုက်တယ်ရှင်ဘယ်နားမှာလဲကျမဈေးထဲရောက်နေပြီပေါ့အဲ့ဒီကျမယောက်ျားစီကအေးဆေးပဲစာပြန်ဝင်လာတယ်မိမရေကိုကရုံးမှာပါကွာမင်းလည်းဈေးထဲရောက်နေပြီဆိုတော့အိမ်တော်လိုနေတဲ့ဟင်းတီးဟင်းရွက်တွေဝယ်ခဲလိုက်ပါတော့တဲ့မိမဖြစ်သူကဖုံးကိုကိုက်ပြီးကြာငါအနေခဲ့ရတာပေါ့လွှဲကွက်ဆိုတာကိုကစတုံးလိုက်ပြီမြင်တစ်ဖက်လူကကိုထပ်ပိုပါနာနေရင်တော့ကိုရှူးကိုပြန်ပတ်တာပါတယ်ဆိုတာပါလေ